အားလုံးမင်္ဂလာပါမင်္ဂလာပါဒီနေ့ကခင်ဝိုင်းပတ်ဖို့ပထမဆုံးရက်ပေါ့နော်ကြောက်ဝိုင်းနဲ့ရောက်ဖူးတဲ့လူပါတယ်သူကတော့ဟိုတနေ့တရက်ပတ်ဖူးတယ်နော်ဟုတ်ပြီဟိုကကြောက်ဝိုင်းနဲ့ကိုခုသွားကြမယ်ဆိုလို့ရှိရင်ကိုရှိမှာဆရာတွေပါတယ်ဆိုကိုရဲ့ရှေ့ရဆရာကိုနည်းနည်းလေးအာရုံစိုက်ပြီးတော့သူကြောက်တွေကိုဈေးမေးရင်ဘယ်လိုမေးလဲဈေးပေးရင်ဘယ်လိုပေးလဲပြီးရင်ဈေးကိုဘယ်လိုနှိုက်တာလဲကိုသိချင်တဲ့ဈေးရောက်လာပေါ့ဥပမာခင်းလာတဲ့ခင်းဝိုင်းမှာကြောက်တစ်ခုတွေ့တယ်ကိုကြိုက်တဲ့ကြောက်တစ်ခုတွေ့မေးလိုက်တယ်ဒါလေးဘယ်လောက်တော့သူတို့ပြောတဲ့စကားပေါ်မှာမူတည်ပြီးတော့ရှေ့ရဈေးမေးတဲ့ဆရာချိန်နေကြည့်ပြီးတော့ပြောသွားမှာအဲ့ဒါကိုအာရုံစိုက်ပြီးမှတ်တတ်ဖို့လို့ဒါလေးဘယ်လောက်တော့မေးလိုက်ပြီဟိုကလည်းပြန်ပြောမယ်သိန်း100နီးဘယ်လောက်တော့သူတို့ကလည်းနီးစက်တဲ့ဈေးတစ်ခုရှိတယ်ပြောလိမ့်မယ်ထွက်ဈေးရှိလားထွက်ဈေးရှိရင်သူတို့ကထွက်ဈေးရှိတဲ့အတိုင်းပြောလိမ့်မယ်ထွက်ဈေးမရှိရင်လည်းထွက်ဈေးတော့မရှိဘူးမြင်ပေးကြည့်ပါဆိုဥပမာဒီကြောက်တစ်ခုကိုကင်ထားတဲ့ကြောက်တစ်ခုကိုစိတ်ထဲမှာကိုက10ပိုင်းပဲတိုင်တယ်သူကတော့ရာပိုင်းခေါ်ထားတယ်ကိုကတော့စိတ်ထဲမှာထင်တာ10ပိုင်းပဲတန်တယ်လို့ထင်လို့ရှိရင်10အောက်ရမလား